ဒုတိယကမ္ဘာစစ်အတွင်းစစ်ရေးအရရှုံးနိမ့်ပြီးကတည်းကဂျပန်ဟာမိမိကိုယ်ကိုထိန်းသိမ်းနေထိုင်တဲ့မူဝါဒအတွင်းသာရည်ရွယ်ချက်ရှိရှိရပ်တည်လာခဲ့ပါတယ်။စစ်ပြီးခေတ်ငြိမ်းချမ်းရေးအခြေခံတဲ့ဖွဲ့စည်းပုံအရဂျပန်ဟာဆယ်စုနှစ်ပေါင်းများစွာတိုင်အောင်စစ်အသုံးစရိတ်ကိုအနည်းငယ်ပဲသုံးစွဲခဲ့ပါတယ်။အမေရိကန်ပြည်ထောင်စုရဲ့လုံခြုံရေးထိရေးအောက်မှာခိုလုံပြီးပုံမအာဏာပြလာတဲ့တရုတ်နိုင်ငံကိုတိုက်ရိုက်ထိတွေ့တဲ့ကိစ္စရပ်မျိုးကိုရှောင်ကျဉ်လာခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်ရဲ့စိတ်ဒဏ်ရာခံစားခဲ့ရတဲ့ဂျပန်ပြည်သူတွေကလည်းအဲ့ဒီလိုချင်းကပ်တဲ့ပုံစံကိုထောက်ခံခဲ့ကြပါတယ်။တရုတ်နိုင်ငံပေါ်တင်းမာတဲ့ချင်းကပ်မှုနဲ့ဂျပန်စစ်တပ်ကိုပုံမအားကောင်းအောင်ပုံမလင်းလင်းတိုက်တွန်းပြောဆိုလေးရှိတဲ့သဘောထားတင်းမာတဲ့ဝန်ကြီးချုပ်ဆာနာယေတာဂါယီချီရဲ့တခဲနဲ့မဲအနိုင်ရမှုကထိုခေတ်ကာလတွေကုံဆုံးတော့မယ်လို့ညွှန်ပြနေပါတယ်။ဂျိုးဆက်ကတော့ဒေတာတွင်းမှာအလုံးမဲ့နှဆိုင်ကြီးမားနိုင်ပါတယ်။ပုံမပြီးရန်လိုလာတဲ့တရုတ်နိုင်ငံနဲ့ခံမရခက်လာတဲ့အမေရိကန်ပြည်ထောင်စုတို့အကြားမှာရှိနေတဲ့ဂျပန်နိုင်ငံသားတော်တော်များများဟာလည်းမိမိတို့ရဲ့လုံခြုံရေးကိုအာမခံချက်ပေးနိုင်တဲ့ထိန်းသိမ်းနေထိုင်ုံများနဲ့မလုံလောက်တော့ကြောင်းသဘောပေါက်နားလည်လာကြပါတယ်။အဲ့ဒီအတွက်အမေရိကန်ရဲ့မဟာမိတ်ဖြစ်တဲ့ဂျပန်နိုင်ငံဟာပုံမပြတ်သားလာကစစ်ရေးအရလည်းပုံမဆွမ်းဆောင်ရည်မြင့်တင်လာပြီးတရုတ်ကိုဟန်တားရမှာအဓိကကျတဲ့အခန်းကဏ္ဍကပါဝင်လာပါတယ်။အမေရိကန်ပြည်ထောင်စုအနေနဲ့အဲ့လိုပြောင်းလဲတိုးတက်မှုကိုအားပေးရန်အရေးကြီးသလိုဒေတာတွင်တည်ငြိမ်အေးချမ်းမှုကိုအားနည်းသွားစေရန်မဟုတ်ပဲပုံမခိုင်မာလာစေရန်အတွက်လည်းတေချာစွာလှုပ်ဆောင်ရမှာဖြစ်ပါတယ်။ဂျပန်တို့ရဲ့အတွင်းမြင်ပြောင်းလဲလာမှုဟာမစ္စစ်တာဂါယီကြီးကြောင့်စတင်ခဲ့ခြင်းတော့မဟုတ်ပါဘူး။ကမ္ဘာခင်းကျင်းပြောင်းလဲလာမှုတွေနဲ့တရုတ်နိုင်ငံဟာစစ်ရေးအရအာဏာပြလိုတဲ့အင်အားကြီးနိုင်ငံဖြစ်ထွက်ပေါ်လာမှုနဲ့အတူအခုလိုအခြေအနေတွေဟာနှစ်ပေါင်းများစွာကတည်းကတဖြည်းဖြည်းဖြစ်တည်လာခဲ့တာပါ။တရုတ်နိုင်ငံဟာဂျပန်နိုင်ငံကစီမံခန့်ခွဲတဲ့အရှေ့တရုတ်ပင်လယ်ပြင်တိုင်းကျွန်းစုတွေကိုဂျပန်သင်္ဘောများဆေလိုချင်းနဲ့ထိုင်ဝမ်ကျွန်းပတ်လည်မှာချင်းချောက်တဲ့စစ်ရေးလေ့ကျင့်မှုတွေကိုပုံမလို့ဆောင်လာခဲ့ပါတယ်။တရုတ်ရဲ့နယ်မြေချွတ်ထင်မှုကိုဒေသတွင်းပြည်ပခဖြစ်ပွားမှုမှသည်ကုန်သွယ်ရေးကိုအဓိကထားနေတဲ့ဂျပန်ဟာစီးပွားရေးအတွက်အလွန်ရေးပါတဲ့ပင်လယ်ရေလမ်းကြောင်းများနဲ့ထောက်ပံ့ရေးကွင်းဆက်တွေကိုအန္တရာယ်ဖြစ်လာစေပါတယ်။တရုတ်နိုင်ငံရဲ့အဲ့ဒီလိုချင်းချောက်မှုတွေကြောင့်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးလက်ထက်2010ပြည့်နှစ်အလယ်ပိုင်းလောက်မှာစစ်အင်အားသုံးစွဲနိုင်တဲ့အခြေအနေရရက်ကိုပုံမကျပြန့်စေရန်အခြေခံဥပဒေကိုအဓိပ္ပာယ်ဖွင့်ဆိုလာခဲ့ပါတယ်။ရှင်ဇိုအာဘေးဟာစစ်ရေးဆိုင်ရာဆုံးဖြတ်ချက်ချမှတ်မှုများကိုပုံမခိုင်မာစေရန်အမျိုးသားလုံခြုံရေးကောင်စီကိုဖွဲ့စည်းပြီးအင်ဒိုပစိဖိတ်ဒေသအတွင်းမှာလည်းကာကွယ်ရေးဆိုင်ရာဆက်ဆံရေးတွေကိုတိုးမြှင့်လာခဲ့ပါတယ်။၎င်းရဲ့ဆက်ခံသူများဖူမီယိုကီရှီဒါလမ်းစဉ်ကိုဆက်လက်ဖော်ဆောင်ခဲ့ပြီးဒုတိယကမ္ဘာစစ်နောက်ပိုင်းအကြီးမားဆုံးသောကာကွယ်ရေးအင်အားကိုတည်ဆောက်မှုကိုအတည်ပြုပေးခဲ့ပါတယ်။တိုက်ခိုက်ခံရပါကပြန်လည်တုံ့ပြန်တိုက်ခိုက်နိုင်စွမ်းရှိရမယ်ဆိုတဲ့အချက်ကိုလည်းထောက်ခံခဲ့ပါတယ်။နိုင်ငံရေးအရမဖြစ်နိုင်တဲ့ယူဆခဲ့ကြတဲ့အလှည့်ပြောင်းတစ်ခုကလည်းဖြစ်လာခဲ့ပါတယ်။တာဂါယီချီကတော့လက်ရှိတဲ့ပုံမတွန်းအားပေးလှုပ်ဆောင်သွားရန်ဆန္ဒရှိတဲ့အရေးအယောင်တွေပြသနေပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလအတွင်းကပေကျင်းဆိုရက၎င်းတို့ရဲ့ပိုင်နက်ဖြစ်ကြီးညာထားတဲ့ကိုပိုင်အုပ်ချုပ်ခွင့်ရဒီမိုကရေစီကျွန်းဖြစ်တဲ့ထိုင်ဝမ်ကိုတရုတ်ကတိုက်ခိုက်လာပါကဂျပန်အနေနဲ့စစ်ရေးအရဝင်ရောက်ဆွတ်ဖက်နိုင်ကြောင်းသူမကသွယ်ဝိုက်ပြောဆိုလာပါတယ်။ထိုင်ဝမ်ကိုကူညီနိုင်တယ်လို့နှစ်ပေါင်းများစွာအတွင်းဂျပန်ခေါင်းဆောင်တူကလူသိရှင်ကြားအပြတ်သားဆုံးထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။ပေကျင်းကလည်းစီးပွားရေးအရရေးယူပိတ်ဆို့မှုများနဲ့ဒေါသတကြီးတုံ့ပြန်လာပါတယ်။ဂျပန်မဲဆန္ဒရှင်တွေဟာအဲ့ဒီလိုချင်းချောက်မှုကိုကြောက်ရွံ့ခြင်းမရှိဘဲအမတ်နေရာ465နေရာရှိတဲ့အောက်လွှတ်တော်ရွေးကောက်ပွဲမှာတာဂါယီချီနဲ့နှစ်ပေါင်းများစွာအာဏာရယူထားတဲ့ Liberal Democratic Party LDP ကိုအမတ်နေရာ3ပုံ2ပုံထိအပြတ်တက်နိုင်ပေးခဲ့ကြပါတယ်။စစ်ပြေးခေတ်ကာလအတွင်းနိုင်ငံရေးပါတီတစ်ခုအနေနဲ့ပထမဆုံးအကြိမ်အောင်မြင်မှုရရှိခြင်းလည်းဖြစ်ပါတယ်။ဂျပန်ဝန်ကြီးချုပ်တွေဟာမဲအနှဲငယ်အဖြစ်သာအုပ်ချုပ်ရလေရှိပြီးပါတီတွင်သို့မဟုတ်မဟာမိတ်များနဲ့ကျင်းတဲ့မှုရရှိရန်၎င်းတို့ရဲ့လုပ်ငန်းစဉ်တွေကိုအကြီးအကျယ်လိုက်လျောညီနှိုင်းရလေရှိပါတယ်။အခုအောင်မြင်မှုဟာတာဂါယီချီအတွက်တမိုင်းတွင်မဲ့လုပ်ပိုင်ခွင့်အာဏာကိုရရှိစေတာလည်းဖြစ်ပါတယ်။တာဂါယီချီဟာဆရာသမားဖြစ်တဲ့ရှင်ဇိုအာဘေးမအောင်မြင်ခဲ့တဲ့နေရာမှာအောင်မြင်အောင်လှုပ်ဆောင်နိုင်ခဲ့ပြီးနိုင်ငံရေးအသာစီးရယူမှုရရှိခဲ့ပါတယ်။ဒီအတွက်စစ်တပ်ဘောကန့်သက်ချက်များကိုလျှော့ချပြီးဂျပန်အခြေခံဥပဒေကိုပြင်ဆင်နိုင်ခွင့်ရရှိလာခဲ့ပါတယ်
အခြေခံဥပဒေပုံမှန်9ဟာစစ်မတိုက်ရန်ဂရုပြုထားပြီးစစ်ရင်အားထရှိခြင်းကိုလည်းတားမြစ်ထားပါတယ်ဂျပန်နိုင်ငံဟာဆယ်စုနှစ်ပေါင်းများစွာအတွင်းအလွန်ဆွမ်းဆောင်ရည်မြင့်မားတဲ့ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့တွေကိုတည်ဆောက်ခဲ့ပါတယ်ပုံမှန်9ဟာစစ်အသုံးစရိတ်တိုက်စစ်စွမ်းရည်နဲ့ပြည်ပတက်ဖြတ်မှုများအပေါ်အစဉ်လာရကန့်သက်ထားပါတယ်နိုင်ငံရေးဆိုင်ရာအတားအဆီးတစ်ခုအဖြစ်နှစ်ပေါင်းကြာရှည်စွာတည်ရှိခဲ့ပါတယ်